အရှင်ဘုရားဘာပြောတပည့်တော်ကစမ်းသပ်ထားတာတစ်ခုရှိသေးတယ်ဓမ္မလွန်ဘဝမရှိဘူးဆိုတာတပည့်တော်စမ်းသပ်ထားတာပြောသမောင်းဘယ်လိုစမ်းသပ်တုံးတပည့်တော်စီမှာသေထံအပြစ်ကြတဲ့လူတယောက်ကိုတပည့်တော်မတတ်ခင်ကတ္တဘောတင်ပြီးတော့ချိန်လိုက်တယ်ဒီကောင်ကိုလေးချိန်ဘယ်လောက်ရှိတယ်ချိန်ထားတာချိန်ပြီးတဲ့အခါကျနှာခေါင်းကလေးတွေပါမထွက်နိုင်အောင်ပိတ်ပြီးတော့အဲ့ဒီကောင်တတ်တယ်တဆတ်တွေပါအကုန်ပိတ်ပြီးတော့တတ်လိုက်တည်သွားပြီဆိုတဲ့အခါမှာချိန်လိုက်အဲ့တော့မတည်ခင်ကချိန်ထားတာကပေါ့နေပြီးတော့တည်သွားတဲ့အခါကျတော့အလေးချိန်ကတိုးသွားတယ်တဲ့ဟုတ်သလားမဟုတ်ဘူးလားနော်လူအရှင်နဲ့လူအသေးတည်ရင်ပေါင်ချိန်တိုးတယ်တဲ့အဲ့ဒါဟုတ်မဟုတ်စမ်းသပ်ကြည့်ကြပေါ့နော်အဲ့ဒီမှာချိန်ကြည့်လိုက်တဲ့အခါကျတော့အသက်ရှင်တုန်းကတည်းပို့ပြီးတော့လေးတယ်ဒါသူ့အကောင်ကြီးကိုမရတာလူအရှင်ကိုမရတာကပေါ့တယ်လူအသေးကိုမရတာအမှန်တမ်းလေးတယ်အဲ့ဒါကိုတွေ့ရသည့်အတွက်ကြောင့်တကယ်ကတော့ဓမ္မလွန်လောကရှိပြီးတော့သူကအသက်ထွက်ပြီးဓမ္မလွန်လောကမှာဖြစ်မယ်ဆိုလို့ရှိရင်တဲ့အသက်ကထွက်သွားပြီးသေတုံးမသေခင်ကအသက်ရှိတော့ပိုလေးရမယ်တဲ့အဲ့တော့အသက်ရှိတဲ့အချိန်ပိုမလေးပဲနဲ့သေတဲ့အခါကျမှပိုလေးတယ်ဆိုတော့ဘာမှထွက်သွားတာမရှိဘူးပေါ့ပိုလေးလာတယ်ဆိုတော့ဒါတွေကိုထောက်ထားလို့ရှိရင်ဓမ္မလွန်လောကဆိုတာမရှိဘူးလို့သူကဒီလိုပြောပြန်အဲ့တော့ရှင်ကုမာရကတ္တဗကဘာနဲ့ဥပမာပေးပြီးတော့ရှင်းတယ်လို့ဆိုဒါကဒီလိုရှိတယ်တဲ့လူတွေဟာမသေးခင်နဲ့သေတဲ့အချိန်မသေးခင်ကပေါ်ပါပြီးတော့အသက်မထွက်ခင်ပေါ်ပါရှိအသက်ထက်သားတဲ့ dead body ပေါ့လူတွေရဲ့ခန္ဓာကိုယ်ကပိုလေးဥပမာမယ်တဲ့တန်တုံးနှစ်တုံးတတုံးကမီးမဖုတ်ဘူးဒီတိုင်းအေးနေတဲ့တန်တုံးနောက်တတုံးကတော့မီးရဲနေအောင်ဖုတ်တာအဲ့ဒီတန်တုံးနှစ်တုံးကိုချိန်ကြည့်လိုက်လို့ရှိရင်မီးရဲနေတဲ့တန်တုံးကပေါ့တယ်ဟောအေးနေတဲ့တန်တုံးကလေးတယ်တဲ့လူမှလည်းပဲဒီတိုင်းပဲတဲ့အသက်ရှိနေတဲ့လူသားတစ်ယောက်ဟာအာယုတဲ့ဥတ္တမတဲ့ဝိညာဏအသက်ရဲ့အငွေ့ရဲ့အသိစိတ်ရဲ့အဲ့ဒါတွေရှိနေသည့်အတွက်ကြောင့်ဒီလူရဲ့ခန္ဓာကိုယ်ပေါ့တက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ပေါ့တယ်ပျော့ပြောင်းတယ်နော်မာကြောတာမရှိဘူးလှုပ်လို့ရတယ်ချိုးလို့ရတယ်ဖဲလို့ရသေသွားလို့ရှိရင်မာတောင့်ပြီးတော့ပိုလေးသွားတယ်အဲ့တော့တန်တုံးမှလည်းပဲခုနကမိကူလှုပ်ထားတဲ့တန်တုံးကြတော့တဲ့အပူတေဇောဓာတ်ကြောင့်မို့လို့ဝါယောဓာတ်တို့တေဇောဓာတ်တို့ကြောင့်သူကအလေးချိန်ပေါ့လာဒီလိုဆိုလို့တော့လူမှလည်းပဲအသက်ထင်ရှားရှိနေသည့်အတွက်ကြောင့်အာယုတဲ့အသက်ဆိုတာရဲ့ဥတ္တမအပူငွေ့ဆိုတာရဲ့ဝိညာဏအသိဆိုတာရဲ့အဲ့ဒီသုံးခုရှိနေသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ဟာသက်ရှိထင်ရှားရှိတဲ့အချိန်မှာပေါ့တယ်သေသွားတဲ့အခါအဲ့ဒါတွေမရှိသည့်အတွက်ကြောင့်ပို့လေးတယ်ဒါပေါ့ခြင်းလေးခြင်းအကြောင်းကိုရှင်ကုမာရကတ္တဗကမိဖုတ်ထားတဲ့တန်တုံးနဲ့ဥပမာပြုပြီးတော့ပြောအဲ့ဒါဟာလည်းပဲဒါအထောက်ထားတစ်ခုအနေနဲ့မဖြစ်နိုင်ပါဘူးတမလွန်ဘဝမရှိဘူးဆိုတာပြောလို့မရပါဘူးလို့ဒီလိုပြောဒါနဲ့မကဘူးသူတိတိတနာကတော်တော်ဆိုးတယ်တတ်မိန်ကြတဲ့လူတွေခဏခဏအစမ်းသပ်ခံရတယ်သူ့နိုင်ငံမှာရာဇဝတ်ပြစ်မှုတွေကျူးလွန်တဲ့ပုဂ္ဂိုလ်တိုင်းကိုသူကမလုပ်လဲဆိုတော့အသက်ထွက်တာကိုစောင့်ကြည့်ဖို့အသားမှာအရည်တွေခန္ဓာကိုယ်ရဲ့အင်္ဂါရပ်တွေကိုတခုမှမထိခိုက်စေပဲနဲ့လူကိုတတ်တေအောင်တတ်ပြီးတဲ့အခါကျတော့သူကမှောက်ထားလိုက်ဟိုလိုလုံးလိုက်ဒီလိုလုံးလိုက်ဘယ်လိုထားအသက်ဟာထွက်သွားတာဆိုတော့သူကမမြင်လိုက်ရဒါကြောင့်မို့လို့ဒီလူဟာအသက်ထွက်သွားပြီးတော့တမလွန်ဘဝရောက်သွားတယ်ဆိုတာဒါမဖြစ်နိုင်တမလွန်ဘဝဆိုတာမရှိဘူးကံလည်းမရှိဘူးဒီလိုညင်းပယ်တာအကြောင်းအဲ့ဒီနေရာမှာရှင်ကုမာရကတ္တဗကဘာဥပမာနဲ့ပြောတော့ဆိုလို့ရှိရင်သင်္မင်းကြီးကအသက်တို့တမလွန်ဘဝတို့ရှာတဲ့ဤစနစ်ကလွဲမှားနေတယ်တဲ့ဘယ်လိုလွဲမှားနေတော့ဆိုလို့ရှိရင်ခယူသိမ်းမှုတ်တဲ့လူတယောက်ဟာဥပမာမယ်ခယူသိမ်းမှုတ်တဲ့လူတယောက်ဟာ
တောနယ်အစွန်အဖျားဂျောင်ကြတဲ့စီကိုသူကခရီးသင်းယူသွားပြီးတော့သာသာရသူကမှုတ်လိုက်တယ်မှုတ်ပြီးတဲ့အခါကျတော့ခရီးသင်းကိုမြေကြီးပေါ်ချပြီးတော့သူကအသာထိုင်ကြည့်နေလိုက်တရွာလုံးလူတွေရောက်လာလိုက်ကြတာဟာထူးဆန်းတဲ့အတန်ကြားရတယ်ထူးဆန်းတဲ့အတန်ကြားအလွန်ကောင်းတဲ့အတန်ဘယ်ကရောက်လာဆိုပြီးတော့ဝိုင်းအောင်ပြီးတော့ကြည့်တဲ့အခါဒီခရီးသင်းကဒီအတန်ထွက်တယ်ဆိုလူတွေကခရီးသင်းကိုဟိုလိုကြည့်လိုက်ကြဒီလိုကြည့်လိုက်ကြလှန်ကြည့်လိုက်ကြလော့ကြည့်လိုက်ကြဘလို့ကြည့်ကြည့်ခရီးသင်းတွေကဒုံနဲ့ခောက်ကြည့်သူတို့လိုချင်တဲ့အတန်မထွက်ဘူးနော်ခရီးသင်းကိုဒုံနဲ့ခောက်လက်နဲ့ခောက်ဘလို့ခောက်ခရီးသင်းကအတန်မထွက်လာအဲ့ဒီမှာခေါနကခရီးသင်းယူလာတဲ့လူကမင်းတို့မသိနားမလဲတဲ့လူတွေခရီးသင်းတွေကအတန်ဆိုတာဒီလိုရှာရတာမဟုတ်ဘူးကွာလို့ဆိုပြီးတော့မှုတ်ပြလိုက်တယ်အဲ့ဒီကြတော့မှသူတို့လိုချင်တဲ့အတန်တွေတအံတော်ထွက်လာတယ်ပေါ့ခရီးသင်းကအတန်ဆိုတာဒီလိုလောက်ရတယ်စနစ်ကြမှအတန်ဆိုတာထွက်တယ်တဲ့အဲ့ဒီကြတော့နားလည်သွားကြတယ်ဩခရီးသင်းကအတန်ဆိုတာမှုတ်တဲ့လူရဲ့မှုတ်တဲ့လေးရဲ့ဒါတွေပေါင်းစပ်မှထွက်လာတာပါလားလို့ဆိုတာသူသဘောပေါက်နားလည်သွားကြတယ်အဲ့ဒါမျိုးလိုပဲလူတွေကောင်အသက်ထွက်တာကိုလိုက်ရှာလို့ဘယ်လိုလုပ်ပြီးတော့စနစ်တကျမဟုတ်ဘဲနဲ့ရှာလို့ရှင်ဘယ်လိုမှမတွေ့နိုင်ဘူးလို့ရှင်ကုမာရကသဗ္ဗကရှင်းပြတယ်အဲ့ဒီမှာသူကမကျေနပ်သေးဘူးမကျေနပ်တော့ဒါကိုပဲထပ်ပြောတယ်အသက်ထွက်တာတွေသူမမြင်ရလို့သူမယုံဘူးဆိုတာဘယ်ရာပဲဖြစ်ဖြစ်ရှားတယ်ဆိုတာတမလွန်လောကကိုမြင်နိုင်တယ်ဆိုတာဟာဒိဗ္ဗစက္ခုအပိဉ္စတို့အသိဉာဏ်တွေရမှမြင်လို့ရတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့စနစ်တကျမလောက်တတ်ဘူးဆိုလို့ရှိရင်ဘယ်လိုမှမရအဲ့ဒီမှာမိပူဇော်တဲ့ယသိရဲ့အသိဉာဏ်မရှိတဲ့သားကလေးတယောက်ရဲ့အကြောင်းသူ့ဖေကခရီးသွားတော့မှားထားခဲ့တာငါသားမိမငြိမ့်စေနဲ့မိငြိမ့်လို့ရှင်ဟောဒီရှေးတုန်းကမိဖြစ်အောင်လုပ်တာတစ်သားထုတ်နှစ်ချောင်းကိုဥခုံပုကြည်လို့ခေါ်တယ်တစ်သားထုတ်နှစ်ချောင်းကိုပွတ်တဲ့အခါမှာမိဖြစ်တယ်အဲ့ဒီမှာမှားထားရတဲ့နဲ့ကလေးဆိုတော့အပျော်ပါမမောပြီးတော့နေတော့မိငြိမ့်သွားမိရအောင်ဆိုပြီးတော့သူကမလုတ်တတ်တော့ဘာလုပ်တော့ဆိုအဲ့ဒီအသားကိုခွဲစိတ်အမျိုးစုံမုံညံ့ညက်လှုပ်လေမိကရှာမတွေ့ဘူးထွက်မရသူ့ဖေပြန်လာတဲ့အခါကျတော့မင်းမဲလိုက်တာမိဆိုတာဒီလိုလုပ်ရတာမဟုတ်ဘူးဆိုပြီးတော့အသားချောင်းနှစ်ချောင်းယူပြီးတော့ပုတ်ပြပြီးတော့မိရတဲ့နီးစနစ်အတိုင်းလုပ်မှမိဆိုတာရအခုလည်းပဲသင်္မင်းကြီးဟာဒီတမလွန်လောကကိုတွေ့နိုင်တဲ့နီးစနစ်ကိုမလုပ်ဖဲနဲ့ဒီအယူကိုဆွဲနေလို့ဘယ်တော့မှတမလွန်လောကဆိုတာတွေ့မှာမဟုတ်ဘူးဒါကြောင့်မလို့ဒီမှားယွင်းတဲ့အယူကိုစွန့်ပါလို့ပြောတဲ့အခါကျအဲ့ဒီကြတော့ပါဠိပင်ကြီးကပြောတော့ဒီအယူသူယူလာတာကြာလာပြီတဲ့ဒီနတ္ထိကဝါဒတမလွန်လောကဆိုတာသူမယုံဘူးကံဆိုတာမယုံဘူးသေပြီးပြန်ဖြစ်တယ်ဆိုတာမယုံဘူးဒီလိုဒီအယူဆွဲရှိတယ်ဆိုတာကောသလမင်းကြီးကလည်းသူ့ကိုသိတယ်တဲ့အသိမှပြုထားတယ်အဲ့တော့သူ့အယူဝါဒကိုမစွန့်နိုင်ပါဘူးလို့ခေါင်းမာနဲ့ညင်းတာစွန့်နိုင်မှုတဲ့သူ့ကိုလူတိုင်းသိတယ်အဲ့တော့မစွန့်နိုင်ဘူးလို့ဆိုတဲ့အခါကျတော့ရှင်ကုမာရကသဗ္ဗကသူ့ကိုဥပမာတွေနဲ့ရှင်းပြမစွန့်နိုင်လို့ရှိရင်ဒီဒုက္ခရောက်မှာပေါ့တဲ့ဒုက္ခရောက်မှာပေါ့ဥပမာမဲ့ဘာနဲ့တူတော့ဆိုလို့ရှိရင်မစင်ထမ်းလာတဲ့လူတယောက်ဟာရွာပြင်ထွက်ရင်ကနေပြီးလဲလက်ရင်ဘာတွေ့တုံးဆိုလူတွေစွန့်ထားတဲ့မစင်တွေ6နေတာမစင်ပုံကြီးကိုတွေ့တဲ့အခါကျတော့ဟာအိမ်ပြန်ရင်တော့ဝက်စာအတွက်အသုံးကြတာပဲလို့ဆိုပြီးတော့အဲ့ဒီမစင်တွေကိုအဝတ်ထဲထည့်ထုတ်ပြီးတော့ခေါင်းပေါ်ရွက်လာခဲ့တာလေလမ်းကြတော့မိုးရွာတဲ့အခါကျတော့မိုးဆူပြီးတော့မစင်တွေကဣပြီးတကိုယ်လုံးရွှဲအဲ့ဒီအချိန်မှာလူတွေကနေပြီးတော့နှာခေါင်းပိတ်နမ်းကြဟာဒီလူကဘယ်နဲ့မစင်နေယူလာသလဲနဲ့တကိုယ်လုံးလည်းမစင်မင်းယူနေသလားလဲဆိုသူကဘာပြောတော့မင်းတို့သာယူတာတဲ့ငါကဒါဝက်ကျွေးဖို့ယူလာတာငါအတွက်တော့အသုံးဝင်တယ်လို့ပြောတယ်အေးအဲ့ဒါလိုပဲမစွန့်နိုင်လို့ရှိရင်တော့ခေါနကမစင်ရွက်လာတာတောင်မှပဲကိုယ့်ကိုဒီဘေးကလူတွေကဘလောက်ယွန်စရာကောင်းမှန်း
ပြောရဲ့တန်းနဲ့ကိုယ်တိုင်ကမယွန်းတယ်လို့ကိုယ့်ရဲ့ဝါရာဆိုးကြီးကိုမစွန့်ရင်အဲ့ဒါလို့ဖြစ်မှာပေါ့လို့